ကျွဲဝါချမ်းသာမှုချမ်းမာရေးပျော်ရွှင်မှုဒီလိုຢာတွေကိုကိုယ်ပွားတဲ့ကိုဆွဲဆောင်ယူနိုင်တယ်လို့အခိုင်အမာပြောထားတဲ့စာအုပ်တအုပ်ရှိပါတယ်။ကဲဒီနေ့မှာအဲ့ဒီစာအုပ်ရဲ့အဓိကအချက်လက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါငွေချင်းနဲ့ဆွဲဆောင်မှုနေရာမှာဆိုတဲ့စာအုပ်ကိုအခြေခံပြီးတော့အဖြေရှာကြည့်ကြမှာပါအသွေးတွေကနေကျွဲပါချမ်းသာမှုကိုတကယ်ပဲဖန်တီးနိုင်သလားဆိုတဲ့မေကွန်းရဲ့အရေးမဲ့ကိုစမ်းစစ်ကြည့်ကြပါမယ်ဒီအတွေ့အခေါ်တွေကဘယ်ကစလဲဆိုတော့စာရေးသူတွေထီတဲ့ Esther နဲ့ Jerry Hicks တို့စီကပါပဲသူတို့ရဲ့အရေးအသားတွေနောက်ွယ်ကထူးခြားတဲ့ idea ကိုအရင်ဆုံးလေ့လာကြည့်အောင်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကစာအုပ်ထဲကအယူအဆတွေဟာ Abraham လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာမဟုတ်တဲ့အသိဉာဏ်တစ်ခုကနေဆင်းသက်လာတယ်လို့ဆိုထားတာပါပဲဒါကစာရေးသူတွေရဲ့အတွေ့အခေါ်တွေမှာအရေးကြီးဆုံးအချက်တစ်ခုပေါ့ဒီစာအုပ်ကိုထုတ်ဝေတဲ့ Hay House ဆိုတာကလေကိုပိုင်တိုးတက်ရေးစာအုပ်လောကမှာတော်တော်လေးရေးပွားနေရကပါဒါကြောင့်ဒီတွေးခေါ်တွေကကြက်ပြတ်တဲ့လုံရှားမှုတစ်ခုရဲ့အစိပ်ပိုင်းခင်းနေတယ်ဆိုတာတွေ့ရမှာပါဟုတ်ပြီဒါဆိုဒီစာအုပ်ကဖြည့်ရှင်းပေးခြင်းတဲ့အခြေခံပြဿနာကပါများလဲအဲ့ဒါကတော့ကိုပြောပြနေကြဇလန်းတွေကနေစတင်ပါတယ်ဘဝကတရားမဖြတ်တာဘူးလို့ခံစားရတာမျိုးဘလောက်ပဲစူးစမ်းအရာမထင်ဘူးလို့တွေးမိတာမျိုးတွေကလူတိုင်းလေလို့ကြုံဖူးတဲ့ခံစားချက်တွေပါစာအုပ်ကဒီလိုမေးခွန်းတွေကိုအခန်းကောင်းစဉ်တစ်ဖြစ်ထုံးပြီးအဲ့ဒီကပြဿနာကိုတက်ပင်ညွန်ပြထားပါတယ်ဒီစာအုပ်ရဲ့အထက်ကကြတဲ့အတွေ့အခေါ်တစ်ခုကတော့ကျွန်တော်တို့ကဘာကြီးကိုရှုမြင်တဲ့ပုံစံကိုလုံးဝပြောင်းပြန်လန်းလိုက်လို့ပါပဲအဲ့ဒါကတော့အကြောင်းအရာတိုင်းမှာမျက်နှာအစာနှစ်ခုရှိတယ်ဆိုတဲ့အချက်ပါပဲအခုဒီ slide မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီအမြင်လက်မျိုးကိုရှင်းရှင်းလင်းလင်းမြင်သာအောင်ပြထားတာပါဥပမာငွေဆိုတဲ့အကြောင်းအရာတစ်ခုမှာအဲ့ဒါကိုပိုင်ဆိုင်တယ်လို့အာယုံဆိုင်မလားဒါမှမဟုတ်မပိုင်ဆိုင်ဘူးမရှိဘူးဆိုတာကိုပဲအာယုံဆိုင်မလားဆိုတာပါပဲအဲ့ဒီလိုရှိခြင်းဒါမှမဟုတ်မရှိခြင်းကိုအာယုံဆိုင်လိုက်တဲ့အခါစာအုပ်မှာတုန်ခါမှု vibration လို့ခေါ်တဲ့စွဲရင်တကူကိုထုံလွှတ်တယ်လို့ဆိုပါတယ်စွဲဆောင်မှုနေရာမှာကစကလုံးလေးကိုတုံ့ပြန်တာမဟုတ်ပဲအဲ့ဒီတုန်ခါမှုကိုပဲတုံ့ပြန်တာပါဆိုတော့အဓိကချက်ကရှင်းသွားပါပြီစာအုပ်ထဲမှာပြောထားသလိုပဲကိုယ့်ရဲ့အတွေ့အကြုံတိုင်းကိုဆွဲဆောင်သူဟာကိုယ်ရန်ပါပဲပြောရင်ကျွန်တော်တို့ရဲ့အာယုံဆိုင်မှုနဲ့တုံခါမှုတွေကပဲဘဝကိုပုံဖော်နေတာပေါ့ကဲကိုပြောင်းနေတဲ့ဇလန်းကပဲကိုဘဝကိုဖန်တီးနေတယ်ဆိုရင်အဲ့ဒီဇလန်းကိုရောဘလို့ပြောင်းမလဲစာအုပ်ကအဲ့ဒီအတွက်တိကျတဲ့နီလန်းတစ်ခုကိုပေးထားတာပါအဲ့ဒီနီလန်ကိုလမ်းကြောင်းပြောင်းခြင်းလုပ်ငန်းစဉ်လို့ခေါ်ပါရဲ့ဒါကကိုယ့်အတွေးတွေကိုလိုချင်တဲ့အရာကနေလိုချင်တဲ့အရာစီကိုသတိရှိနဲ့ရွှေ့ပြောင်းပြီးဆွဲဆောင်မှုရဲ့လာယာကိုပြောင်းလဲပစ်တဲ့နီးစနစ်တစ်ခုပါပဲဒီလုပ်ငန်းစဉ်မှာရိုးရှင်းတဲ့အဆင့်၃ဆင့်ပဲရှိပါတယ်ဒါအသွေးတွေအရှင်ဟုန်ကိုပြောင်းလဲဖြစ်ဖို့လို့ဆော်ရမယ်စစ်ကွိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုပါပဲဒီနေရာမှာအဓိကအချက်ကပျော်ရွှင်မှုစီကိုချက်ချင်းကြီးခုန်ကူးသွားဖို့မဟုတ်ပါဘူးနည်းနည်းလေးပိုကောင်းလေလို့ခံစားရတဲ့အတွေးတစ်ခုစီကိုတေးငယ်ပြီးပဲတေးချရည်ရွယ်ပြီးလက်ပြောင်းသွားဖို့ပါပဲဒီလုပ်ငန်းစဉ်မှာကိုယ့်ရဲ့လမ်းပြကပါလဲဆိုတော့ကိုယ့်ရဲ့ခံစားချက်တွေပါပဲစာအုပ်ကပြောသလိုခံစားလို့ကောင်းတဲ့အတွေးဆိုတော့ကိုလိုချင်တဲ့အရာနဲ့လမ်းကြောင်းတက်နေပြီဆိုတဲ့လက္ခဏာပါပဲဒီလမ်းကြောင်းပြောင်းခြင်းဆိုတာစာအုပ်ရဲ့ပထမပိုင်းတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ပါပဲ။ဘာကြောင့်လဲဆိုတော့တကယ်နေပြဟာတွေကိုမတုံးခင်မှာမှန်ကန်တဲ့စီနေသဘောထားကိုအရင်တိဆောက်ဖို့အလေးပေးထားလို့ပါ။ဒါတွေအောင်လုံးကအခန်းခေါင်းစဉ်တွေကနေတိုက်ရိုက်ယူထားတဲ့ဒီလိုယုံကြည်ချက်တွေကိုမွေးမြူခြင်းအပေါ်တိဆောက်ထားတာပါ။အောင်ငင်မှုဆိုတာလိုက်ဖမ်းနေရမယ့်အရာတစ်ခုအဖြစ်မဟုတ်ပဲတဘာဝအတိုင်းဖြစ်တည်နေတဲ့အခြေအနေတစ်ခုအဖြစ်ပုံဖော်ထားတာပါ။ဒီလိုအခြေခံအုတ်မြစ်ကိုခိုင်းမာချပြီးတဲ့ခါမှာတော့စာအုပ်ကရည်ပြည့်တဲ့သမောတရားကနေတိကျတဲ့အတုံးချမှုစီကိုရွေးသွားပါပြီအခုဆိုရင်စာအုပ်ရဲ့အပိုင်းနဲ့ကိုရောက်လာပါပြီဒီအပိုင်းမှာတော့အခုထိလေ့လာခဲ့တဲ့နီလန်းတွေကိုငွေကြေးနဲ့ပေါ်များကျွယ်ဝမှုကိုဆွဲဆောင်ဖို့ဘလို့တိုင်းရဲ့အတုံးချမလဲဆိုတာကိုအဓိကထားဆွေးနွေးထားပါတယ်ဒီစာအုပ်ရဲ့အဓိကအချက်တွေကိုလေ့လာပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာစဉ်းစားစရာမေးခွန်းတစ်ခုပဲကျန်ပါတော့တယ်အဲ့ဒါကတော့ကိုဘဝရဲ့လက်ရှိအခြေအနေကိုပြောပြနေတဲ့ဇလန်းဟောင်းကိုပဲဆက်လက်ယုံကြည်နေမလားဒါမှမဟုတ်ကိုတကယ်လိုချင်တဲ့ဘဝအကြောင်းဇလန်းအတစ်တစ်ခုကိုဒီနေ့ကစပြီးရေးသားမလားဆိုတာပါပဲ